မင်္ဂလာပါဒီနေ့မှာတော့ Telegram account ဖွင့်လို့မရတဲ့မိတ်ဆွေတွေ Telegram ဝင်လို့မရတဲ့မိတ်ဆွေတွေကိုအလွယ်ကူဆုံးနည်းနဲ့အယူရှင်းဆုံးဘယ်လိုဝင်ရမလဲဘယ်လိုဖွင့်ရမလဲဆိုတာကိုပြောပြပေးတော့ပါမယ်ဒါဆိုရင်စလိုက်ရအောင်เนาะပထမအဆုံးအနေနဲ့ Telegram application မရှိရင် down လိုက်ပါ down ပြီးရင်တော့ဟောဒီမှာပြထားတဲ့ start message ဆိုတာရှိတာပေါ့เนาะ okay အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပေါ့เนาะ okay ဒီနေရာမှာနှိပ်ပြီးတော့လို့ရှိရင်တော့ continue ကိုဆက်နှိပ်အလောင်းကိုထပ်ပေးလိုက်ပေါ့เนาะ okay ပေးပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့ country region ရွေးရမယ်မြန်မာကိုရွေးပေါ့เนาะ okay အဲ့လိုရွေးပြီးတော့လို့ရှိရင်တော့ဒီမှာကိုဖွင့်မဲ့ Telegram နံပါတ်ကိုကျွန်တော်ရွေးရမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့တွေကိုဖွင့်မဲ့နံပါတ်ကိုဟောဒီမှာရိုက်ထည့်လိုက်ပေါ့နော်။ Okay ကျွန်တော်ကတော့ဒီနေရာမှာ Telenor နဲ့ဖွင့်မှာပဲဖြစ်တာပေါ့နော်။ Okay ဒါဆိုရင်နံပါတ်ရိုက်ပြီးအမှန်ချစ်ကိုနှိပ် continue ကိုဆက်နှိပ်မှသူပြောတဲ့ okay ကိုပြန်နှိပ်လိုက်ပေါ့နော်။ Okay ဒီနေရာမှာခဏလေးတော့စောင့်ရမှာပေါ့နော်။ Okay ကျွန်တော်တို့ဒီနေရာမှာခဏလေးစောင့်ပြီးတွားလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာတွေ့ရမှာကျွန်တော်တို့ဒီမှာ email ဆိုတာလာမှာပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ email ကိုထည့်ရမှာပေါ့နော် email ကိုရိုက်မထည့်ချင်အောက်က sign in with Google ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပေါ့နော် okay နှိပ်ပြီးတော့လို့ရှိရင်တော့ကိုမှရှိတဲ့ Google account တစ်ခုနဲ့ကျွန်တော်ဝင်လိုက်ပေါ့နော် okay ဝင်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ရဲ့ခုနအစမှာထည့်ထားတဲ့ဖုန်းနံပါတ်မှာကျွန်တော်တို့ကုတ်9လုံးကြာလာမှာပေါ့နော်အဲ့ဒီကုတ်ကကျွန်တော်တို့ကိုယ့်ရဲ့ဖုန်း message မှာကြာမယ်เนาะဒါမှမဟုတ်လို့ရှိရင်အဲ့ဒီ SIM card ကိုဖွင့်ထားတဲ့ SIM card ကိုဖုန်းထဲမှာရှိရင် automatic သူ paste လုပ်သွားမှာပေါ့เนาะ okay ဒါဆိုရင်အဲ့လိုဝင်ပြီးသွားလို့ရှိရင်တော့ allow ထပ်ပေးလိုက်ပေါ့เนาะ okay ဒါဆိုရင်ကျွန်တော်လွယ်ကူကူနဲ့ Telegram account တစ်ခုကိုကျွန်တော်ဖွင့်ပြီးတာပေါ့เนาะအကယ်လို့ဒီဗီဒီယိုမှာနားမလည်ခဲ့တာရှိရင်ဖွင့်လို့မရတာရှိရင် comment မှာမေးနိုင်ပါတယ်ကျွန်တော်တယောက်ချင်းစီတိုင်းကို reply ပြန်ဖြေပေးပါမယ်ဗီဒီယိုပြန်လုပ်ပေးမှာပေါ့နော်ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုအများနဲ့ကြည့်ဖို့အတွက် channel လေးကိုလည်း subscribe လုပ်ပေးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye